အားလုံးပဲမင်္ဂလာပါ Anju Language ကနေကြိုဆိုပါတယ်ထိုင်းလိုအလုပ်မှာ interview တဲ့အခါဘယ်လိုပြောမလဲဆိုတဲ့အကြောင်းအရာလေးတွေနဲ့ပတ်သက်ပြီးလေ့လာကြရအောင်မင်္ဂလာပါရှင်ထိုင်းမှာအောင်ရှင်สวัสดีค่ะเชิญนั่งได้เลยค่ะမင်္ဂလာပါရှင်ကျေးဇူးတင်ပါတယ်ရှင်สวัสดีค่ะขอบคุณค่ะကိုဘာသာကိုမိတ်ဆက်ပေးပါအောင်ရှင်ချွေးแนะนำตัวหน่อยค่ะကျမနာမည်ကတော့မေဖြစ်ပါတယ်အသက်25နှစ်ပါရှင်ဒီချန်ချើမေအာยุ25ปีค่ะအရင်ကဘယ်မှာအလုပ်လုပ်လာဘူးလဲရှင်เคยทำงานที่ไหนมาก่อนค่ะစားတောက်ဆိုင်မှာ2နှစ်လုပ်လာဘူးပါတယ်ရှင်เคยทำงานที่ร้านอาหาร2ปีค่ะထိုင်းလိုပြောတတ်လားရှင်พูดภาษาไทยได้ไหมค่ะနည်းနည်းပြောတတ်ပါတယ်ရှင်ได้เล็กหน่อยค่ะลาซาบะလောက်မျှော်မှန်းထားလဲရှင်คาดหวังเงินเดือนเท่าไหร่ค่ะ15,000ပါရှင် 15,000 บาทค่ะအင်တာဗျူးလာပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ขอบคุณที่มาสัมภาษณ์ค่ะကျေးဇူးတင်ပါတယ်ရှင်ขอบคุณค่ะ